Nottingham Forest နဲ့ Manchester United Premier League ပွဲစဉ်13သက်ချက် CD ကြောင်းမှာကစားခဲ့တဲ့ Premier League ပွဲစဉ်10ဟောင်းထင်းရှင်း Nottingham Forest နဲ့ Manchester United တို့တစ်ဖက်နဲ့ဂိုးစီတရရလက်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒီပွဲမှာခြေစွမ်းတက်နေတဲ့ United ကပထမပိုင်း34မိနစ်မှာ Casemiro ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပြန်ဆက်ပြီးမကြခင်မှာပဲ Ancient Forest တို့ကပွဲကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။48မိနစ်မှာ Gilwhite ကခြေပကိုးသွင်းယူခဲ့ပြီးနောက်2မိနစ်အကြာ50မိနစ်မှာ Sobana က Forest အတွက်ဦးဆောင်ဂိုးကိုပါသွင်းယူပေးခဲ့တာကြောင့်ပွဲက2ဂိုး1ဂိုးဖြစ်သွားခဲ့ပါတယ်။မန်နေဂျာ Moyes ရဲ့ United တို့3ပွဲဆက်တိုက်အနိုင်ပွဲရပ်တက်မသွားအောင်ခြေပကိုးရဖို့ပြန်လည်ဖိအားပေးခဲ့ပြီးပွဲချိန်81မိနစ်မှာ Amad Diallo ကအရေးပါတဲ့ခြေပကုံးကိုသွင်းယူပေးခဲ့ပါတယ်။ဒီတရရလက်ကြောင့် Manchester United တို့ရဲ့အနိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရပြီးမန်နေဂျာတဲ့တိုင်လက်အောက်မှာတင်းစင်းဆောင်ကနေရုန်းကန်နေရတဲ့ Nottingham Forest အတွက်တော့အဖိုးတန်အိမ်ကွင်းတည်ရတဲ့မှတ်ကိုရရှိခဲ့ပါတယ်။